ဟုတ်ကဲ့ဆရာဆိုတော့နောက်ထပ်မေးခွန်းလေးတစ်ခုထပ်မေးချင်ပါတယ်အဲမေးခွန်းကတော့ကျွန်တော်ကိုယ်တိုင်လည်းအရင်သိချင်တဲ့မေးခွန်းပေါ့နော်ကိုယ်တိုင်လည်းကြုံတွေ့ခဲ့ရပို့တယ်ကျွန်တော်တို့ SME လုပ်ငန်းရှင်တော်တော်များများကျွန်တော်တို့ဈေးရောင်းတတ်တယ်ကျွန်တော် market ကိုကျွန်တော်တို့ရှာတတ်တယ်ပေါ့နော်ဒါပေမဲ့ပြဿနာဘာလဲဆိုတော့ကျွန်တော်တို့ဈေးတော့ရောင်းရတယ်တလားလုံးတော့ဈေးတွေရောင်းရတယ်သို့ပေမဲ့လာလဲကုန်လဲကုန်ဘာမှမကြံဘူးဆိုတော့အဲ့ဒါတစ်ပိုင်းပေါ့နောက်တစ်ပိုင်းကျတော့အမျက်တော့ကြံတယ်စာရွက်ထဲမှာတော့အမျက်ကြံတယ်စည်ရင်းထဲမှာတော့အမျက်တွေကြံတယ်ဒါပေမဲ့တကယ်တော့ပတ်စံကျွန်တော်တို့ဒီမှာမရှိဘူးပေါ့နော်cash flow မလဲတာလို့ပဲပြောမှာလားဘယ်လိုပြောမလဲတော့မသိဘူးအဲ့နှစ်ပိုင်းပေါ့ဆရာအဲ့အခက်ခဲနှစ်ပိုင်းကိုကျွန်တော်တို့ဘယ်လိုမျိုးပေါ့နော်မှန်ကန်တဲ့နည်းလမ်းတွေသုံးလို့ရမလဲဆိုတာလေးလမ်းညွှန်ပေးပါအောင်ဆရာဟုတ်ကဲ့အဲ့တော့ဒီကိစ္စကတော့ SME လုပ်ငန်းအများစုကြုံရတဲ့ပြဿနာပေါ့နော်အတူဆုံးဖြေမယ်ဆိုရင်တော့ finance နားမလည်လို့ဖြစ်တာပေါ့နော် finance နားလည်ဒီပြဿနာနှစ်ခုရဲ့အဖြေကတားခက်ခဲတာမပါဘူးအဲ့တော့ပထမပြဿနာဘာကြောင့်ဖြစ်လဲဆိုတော့ကျွန်တော်ကုန်ပစ္စည်းတစ်ခုရဲ့အမှန်တကယ်ဈေးကိုမသိလို့ကုန်ပစ္စည်းတစ်ခုဒီထုတ်လုပ်မှုဖြစ်ဖြစ်ဒီရောင်းဝယ်တဲ့လုပ်ငန်းဖြစ်ဖြစ်သူကဈေး direct ဈေးတွေကလူသိတယ်ဟုတ်ကဲ့ indirect cost တွေအများကြီးရှိတယ်ဥပမာတိုးလောင်တဲ့ဈေးရှိမယ်နော်သူ့ကို handling လုပ်တဲ့ဈေးရှိမယ်ပြီးရင်အဲ့ဒီကုန်ပစ္စည်းဝယ်ထားလို့ရင်းထားတဲ့ငွေသားရဲ့နော်ဈေးရိတ်ပေါ့ cost of capital ခေါ်တယ်အဲ့ဒါတွေရှိမယ်အဲ့တော့ဈေးတွေအကုန်လုံးကုန်ပစ္စည်းပေါ်မှာတွက်ချက်တဲ့စနစ်ကျတဲ့ accountant ပညာရှင်တရားကိုမသုံးထားတဲ့အတွက် cost ကိုအတိအကျမသိဘူးမသိတော့ तू ကရောင်းဈေးသတ်မှတ်တဲ့အခါမှာလုံလောက်တဲ့ margin ရလားပေါ့နော်အမြတ် margin ရလားဆိုတော့ထည့်မစင်စားဘဲနဲ့အလွယ်တကူသတ်မှတ်နေတဲ့ရောင်းဈေးကိုအဲ့တော့အဲ့ဒီမှာလုံလောက်တဲ့အမြတ်မရဘူးဒါပေမဲ့အမြတ်ရတာမရတာပစ္စည်းတစ်ခုချင်းစီပေါ်မှာသာမသိတာကာလာတစ်ခုကုန်လုံးစင်းပိတ်လို့ရှိရင်အမြတ်ကထွက်လာပြီလေအဲ့ခါကျတော့မှအမြတ်ကနဲမှန်းပြီးတော့နောက်ကျသွားပြီဒါတစ်ချက်ပေါ့ဒုတိယဟာကျတော့ငွေကြေး cash ကိစ္စ cash ကိစ္စကကျတော့အဲ့ထက်ပို့ပြီးတော့နည်းနည်းလေးပို့ပြီးတော့နည်းတယ်တော့ဘာလဲဆိုတော့ cash လိုရာပို့တာဒီ working လှည့်လည်ငွေဖြစ်တဲ့ working capital မှာမူတည်တယ်လှည့်လည်ငွေပေါ့လှည့်လည်ငွေဆိုတော့ဘယ်ထဲမှာဝင်နေလဲဆိုတော့ inventory ထဲမှာကုန်ပစ္စည်းတွေမှာဝင်နေတယ်အကျွေးရောင်းတဲ့ထဲမှာဝင်နေတယ်ဟုတ်ကဲ့နောက်တစ်ခါလေးဒီဆိုင်အသစ်ဖွင့်တာတို့နော် investment မှာလည်းဝင်တယ်ဝင်တော့ငွေရဲ့ focus ကို cash focus ကိုတခြားမလုပ်ထားဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကအဲ့ဒီလုပ်ငန်းမှာရောင်းကောင်းနေဆိုတော့ဒီနှစ်က3000မို့ရောင်းရတယ်နောက်လာကျတော့2000မို့ရောင်းရဆိုရင်လုပ်ငန်းရှင်ကတော့ဝမ်းသာပြီးတော့လုပ်ငန်းကြီးလာတယ်ပေါ့တကယ်ရောင်းအားတက်လာရင် inventory ပို့ထားရတယ်အကျွေးပို့ကြတယ်ပတ်စံပို့ဝင်သွားပြီအဲ့တော့ကြိုတင်တွက်ချက်ထားတဲ့စနစ်ကြတဲ့စနစ်မရှိတော့ပတ်စံလိုသွားတော့သူမသိလိုက်ဘူးမသိလိုက်တဲ့ခါကျတော့အမြတ်ကတော့ထွက်တယ်လုပ်ငန်းကြီးသွားတဲ့အတွက်ဟလာငွေမကြံတော့ဘူးအဲ့ဒါကြောင့်မလို့ finance ကိုအခြေခံဘဏ္ဍာရေးပညာကိုနားလည်မှလုပ်ငန်းအုပ်ချုပ်လို့ရတယ်ဒါမှမဟုတ်ဆိုရင်လုပ်ငန်းနည်းနည်းကြီးတာနဲ့နော်တိုးချဲ့တာနဲ့ဒီပြဿနာတက်မယ်ဟုတ်ကဲ့နောက်ပြီးတော့လုပ်ငန်းရောင်းကောင်းတချို့လုပ်ငန်းတွေအောင်မြင်မှငွေပို့ပြီးတော့ကျက်သွားတာဘာလို့ဆိုတော့ working capital ဝင်သွားတာဒါပေမဲ့မျက်စိနဲ့ဒီလိုအလွယ်တကူကြည့်လို့ရတဲ့အရာမျိုးမဟုတ်ဘူးဆိုတော့စီးရင်ပညာအရတွက်ချက်တတ်မှဒါမြင်တာပေါ့နော်ဟုတ်ဒါဆိုဒီအခက်ခဲကိုကြော်ဖို့ဆိုတာเนาะဆရာပြောလို့ပဲကျွန်တော်က finance ပညာကိုနားလည်ထားမှကိုဒါကြော်လွှားလို့ရမဟုတ်ရင်ပိုကြီးလေပိုပြဿနာတက်လေပိုရောက်ကောင်းလေပိုပြဿနာတက်လေဖြစ်လာအဲ့တော့ဒီ finance ပညာဟဲ့လား sales marketing ပြီးရင်ဟဲ့လားဒါဒုတိယအရေးကြီးဆုံးပညာဒါမတက်လို့ရှိရင်ဒီလုပ်ငန်းရှင်ကလုပ်ငန်းအဲ့တော့အရန်သေးရင်တော့မပြောတတ်ဘူးပေါ့နော်နည်းနည်းကြီးရတဲ့စပြီးဒုက္ခတွေ့မှာဒါရှောင်လွှဲလို့မရဘူးပေါ့နော်ဟုတ်ကဲ့ကျေးဇူးပါဆရာ